လူပေါင်း6ဘီလီယံနီးပါးဟာနာမည်ကြီးရဲ့လှည့်စားခြင်းကိုခံလိုက်ရပါတယ်။12ရာသီခွင်ထဲမှာအတန်မာဆုံးကနဂါမဟုတ်ပါဘူး။လူတိုင်းကဝိုင်းပြီးရိုက်နိုင်ကြတဲ့ကြွက်ပဲဖြစ်ပါတယ်။ဒီလိုဝိညာဉ်လက်နက်တီနိုးထားလာတဲ့ကဘာမှာကြွက်နှစ်မှာမွေးဖွားသူတွေဟာနဖျားရဲ့ဉာဏ်ပညာကိုရရှိနိုင်ုံတင်မကပဲပြိုင်ပတ်တင်းတဲ့အသက်ကယ်နည်းတွေကိုလည်းတက်မြောက်နိုင်ပါတယ်။ခွေးနဲ့သမားတွေကတော့နှခွေးတွေကိုနိုးထားစေနိုင်ပြီးနှမြင်းတွေကိုစီးနှင်းကခေါင်းခင်ပေါ်မှာတိုက်ခိုက်နိုင်ပါတယ်။ချက်တဲ့သမားတွေကတော့ဖိနစ်ငယ်အထစ်နိုးထားပြီးမသေးမျိုးဘဝကိုရရှိနိုင်ပါတယ်။ကျွန်တော်ရဲ့အရင်ဘဝကမြင်းနှင်မှာမွေးဖွားခဲ့တာပါ။မြင်းချားရဲ့အကန့်အသတ်မရှိကုတာနိုင်စွမ်းကိုရရှိခဲ့ပေမဲ့တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိတဲ့အတွေ့ချေရသူကိုမကာကွယ်နိုင်ခဲ့ပဲနောက်ဆုံးမှာအစင်းနှင့်ဖားဖြူတကောင်ရဲ့အစိတ်မိပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။အခုတော့ကဘေးမချရောက်ခင်2နာရီအလိုကိုကျွန်တော်ပြန်လဲဝင်စားလာခဲ့ပါပြီ။ချက်ချင်းပဲပိုက်ဆံအမြောင်များတုံးပြီးရှေးရောင်းသားအဲတွေအကြောင်းရေးထားတဲ့စာအုပ်တအုပ်ကိုဝယ်ယူခဲ့ပါတယ်။ကိုယ့်ရဲ့သွေးနဲ့ဂရိသစ္စာပြုပြီးရှေးရောင်းသားရဲ့ကြီးတဲ့နဲ့စာချုပ်ချုပ်ဆိုကဝိညာဉ်တိုက်ခိုက်စွမ်းအားကိုရယူခဲ့ပါတယ်။အရင်ဘဝတုန်းကကပေးချရောက်ပြီးတဲ့နောက်မှာလူသားတွေဟာနဖျားသားရဲ့တွေနဲ့သွေးချင်းဆက်နွယ်ပြီးဒုတိယဝိညာဉ်ကိုနိုးထားစေနိုင်တဲ့လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ပုံမှန်သားရဲ့တကောင်နဲ့စာချုပ်ချုပ်ဆိုနိုင်ရင်တောင်မှဒီလိုရှုပ်ထွေးတဲ့ကဘာမှာနေရာတစ်ခုရနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ဟာကြိုတင်ပြီးရှေးရောင်းသားရဲ့ကြီးတဲ့နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ကျွန်တော်အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာတော့ကပေးချရောက်ဖို့3မိနစ်တောင်မလိုတော့ပါဘူး။ကောက်ကင်ကြီးမောင်းမိုက်လာပြီးနောက်မှာတော့ဝိညာဉ်ရာသီခွင်းတွေနိုးထားလာတဲ့ခစ်စစ်တစ်ခုအစတင်ပါပြီ။ကောက်ကင်ကနေနဂါဟင်းတန်းနဲ့သားရဲဟောက်တန်းတွေထွက်ပေါ်လာပါတယ်။ကဘာပေါ်ကလူသားအားလုံးရဲ့ဦးနှောက်ထဲမှာဝိညာဉ်ခီရောက်ပြီးဆိုတဲ့အချက်အလက်တွေပေါ်လာပါတယ်။ဒါပေမဲ့လူတွေဟာကြောက်ရွံ့မနေပဲစိတ်လှရှားနေကြပါတယ်။တယောက်ကငါကကြားနဲ့မှမွေးတာငါရဲ့ဝိညာဉ်ကနသားရဲကြားဖြူကြီးဖြစ်ရမယ်လို့ပြောနေတယ်လို့နောက်တယောက်ကလည်းငါကခွေးနဲ့ငါဝိညာဉ်ကတော့နတ်ခွေးပဲလို့ကြွေးကြော်နေကြပါတယ်တကယ်လို့လူတိုင်းကထိတန်းနတ်သားရဲတွေကိုရနိုင်မယ်ဆိုရင်နတ်သားရဲတွေဟာမြက်ပစ်လို့ပေါ်များနေမှာပေါ့အဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကနေရွှေရောင်အလင်းတွေထွက်ပေါ်လာပြီးခန်းညားထဲပါတဲ့နဂါးစိနှကောင်ကျွန်တော်နောက်မှာပေါ်လာပါတယ်တစ်ချိန်တည်းမှာပဲရှေးဟောင်းသားရဲကြီး9ကောင်ဖြစ်တဲ့ခြုံချီထောင်ချဲချီလင်းနဂါးကျူးချွဲစားတဲ့သားရဲကြီးတွေရဲ့ပုံရိပ်တွေဟာတစ်ခုပြီးတစ်ခုပေါ်လာပြီးကျွန်တော်ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်အခုဆိုရင်ကျွန်တော်ဟာရှေးဟောင်းသားရဲကြီး9ကောင်ရဲ့စွမ်းအားအပြင်မြင်းကြားရဲ့ကုသနိုင်စွမ်းကိုပါပိုက်ဆိုင်ထားပါပြီဒီစွမ်းအားရထားအပြည့်အဝနိုးထလာရင်ကျွန်တော်ဟာကဘာမှာအင်အားအကြီးဆုံးဖြစ်လာမှာပေါ့အဲ့ဒီချိန်ကကြောက်နံစီကဖုံးလာပါတယ်အားထဲငါရဲ့ဝိညာဉ်ကတော့နိုးထလာပြီးမင်းရောပါဖြစ်လဲတဲ့ကျွန်တော်ရဲ့စွမ်းအားအစစ်အမှန်ကိုဖုံးကွယ်ကိုအတွက်မြင်းကြားဝိညာဉ်ပဲရှိတယ်လို့လိန်ပြောလိုက်ပါတယ်ကျွန်တော်မှာကိုသားလိုင်စွမ်းပဲရှိတယ်ဆိုတာသိတော့သူကစိတ်မပူလဲငါမင်းကိုဆောင်ရှောက်မယ်ဘသူကမှမင်းကိုအနိုင်ချစ်လို့မရစေရဘူးလို့အားပေးပါတယ်အရင်ဘဝကသူဟာကျွန်တော်အတွက်အသက်ပေးတီကာကွယ်ပေးခဲ့တာကိုသတိရမိပါတယ်ဒီဘဝမှာတော့သူ့ကိုကျွန်တော်ပြန်ကာကွယ်ပေးရပါမယ်ကြောက်နံမင်းအခုချက်ချင်းငါ့အိမ်ကိုလာခဲ့လို့ပြောလိုက်ပါတယ်နောက်ရက်အနေငယ်အထွေမှာလူတွေဟာမြို့တွေကနေထွက်ခွာထိဝိညာဉ်စွမ်းအားတွေရှိတဲ့နေရာတွေကိုတွားကြပါလိမ့်မယ်လူသားတွေရဲ့ပုံရံသူကတားရဲတယ်ဖြစ်ပေမဲ့တကယ်တော့လူသားအချင်းချင်းကပိုပြီးကြောက်ထိုးကောင်းပါတယ်။နယ်မြေနဲ့ယာထူအတွေ့သူတို့ဟာအချင်းချင်းတတ်ဖြတ်ကြမှာပါ။အရင်ဘဝတုန်းကကျွန်တော်မှတိုက်ခိုက်နိုင်စွမ်းမရှိလို့ဘယ်အဖွဲ့ကမှလက်မခံခဲ့ပါဘူး။တငယ်ချင်းမှုဝါရဲ့အကူအညီကြောင့်သာအဆင့်6ရှိတဲ့အဖွဲ့ထဲမှာဈေးကူးတာဖေးတဲ့သူအဖြစ်ဝင်းခွင့်ရခဲ့ပြီးနှစ်ခွဲလောက်အသက်ဆက်နိုင်ခဲ့တာပါ။မူဝန်ဆိုတာကျောင်းမှာလူတိုင်းဝိုင်းချကြတဲ့မိန်းကလေးဖြစ်ပြီးသူမရဲ့ဝိညာဉ်ကမတ်တူးစားထိပါတယ်။သူမဟာကျွန်တော်လိုမြင်းကြားဝိညာဉ်ရှင်ကိုတောင်အထင်မသေးခဲ့ပါဘူးအခုတရုတ်ပြန်ရှင်တန်းလာတဲ့ဘဝမှာတော့ဂျေဇုရှိသူကိုဂျေဇုဆက်ပြီးရန်သူကိုကလဲစားချေပါမယ်အရင်ဆုံးကျွန်တော်ရဲ့ရီးစားဟောင်းလူယုံစီကိုတွားခဲ့ပါတယ်အရင်ဘဝတုန်းကသူမဟာတိုးနေမှမွေးပြီးတိုးဝိညာဉ်ကိုရခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့စွမ်းအားကအသုံးမကျဘူးလို့ထင်ပြီးအင်အားကြီးတဲ့သူတယောက်စီကိုပြောင်းသွားခဲ့ပါတယ်လူယုံကိုပြန်တွေ့တဲ့အခါအရင်ဘဝကနာကျင်ဆရာရီကိုပြန်တတိရမိပါတယ်သူမကစစ်ထင်းငါတို့လန်ခွဲရအောင်မင်းကအသုံးမကျတဲ့မြင်းကြားဝိညာဉ်ပဲရတာငါလူကြားထဲမှာမျက်နှာငယ်ရတယ်လေးလက်ကိုကြည့်အောင်သူ့ဝိညာဉ်ကငကားကွာလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ကပဲအရင်ဦးအောင်လျိုယုံငါတို့လန်ခွဲရအောင်လို့ပြောလိုက်ပါတယ်သူမအံ့တော်သွားပါတယ်ကျွန်တော်ကသူမနောက်ကိုတကောက်ကောက်လိုက်နေတဲ့သူမို့လို့ပါသူမကဘာဖြစ်လို့လဲမင်းဘာတွေစိတ်ပူနေတာလဲလို့မူယာမာယာတွေနဲ့ပြောနေတော့ကျွန်တော်ကမင်းနဲ့လီလဲနဲ့ဖောက်ပြန်နေလားငါမသိဘူးထင်နေလားလို့ပြန်မေးလိုက်ပါတယ်သူမမျက်နှာပြတ်သွားပါတယ်
နောက်ဆုံးတော့သူမကမင်းတီးသွားပြီဆိုတော့လေဖြောပြရတာပေါ့မင်းကငါ့အတွက်သမင်းချွေးတဲ့သူတယောက်ပါလေမင်းကငါနဲ့တန်လို့လားလို့ဆိုပါတယ်သူမစကားမဆုံးခင်ပါပဲကျွန်တော်ကနိုင်ရန်ကိုလက်ထီးနဲ့တစ်ချက်ထိုးပြလိုက်တဲ့အခါနိုင်ရန်ကျတစ်ခုလုံးပြိုးကျပျက်စီးသွားပါတယ်လျူယုံကြောက်လန့်တကြားဖြစ်သွားပါတယ်ငါပြောထားမယ်ဒီနေ့လမ်းခွဲယုံတင်မကဘူးမင်းငါကိုလီလက်စီလိုက်ဖို့ပေးရမယ်မဟုတ်ရင်ဒီနေရာကမင်းရဲ့တင်ချိုင်ဖြစ်သွားမယ်လို့ပြောလိုက်ပါတယ်သူမကကြောက်နေပေမဲ့လီလဲကကျွန်တော်ကိုဆုံးမပေးလိမ့်မယ်လို့တွေးနေပါတယ်လီလဲရဲ့ဘီလာကိုရောက်တဲ့အခါလီလဲကအတင်းစောင့်နေပါတယ်သူကဒေါသတကြီးနဲ့ကျွန်တော်ပခုံးကိုကိုက်ပြီးဟေးကောင်မင်းငါကိုရှာနေတယ်ဆိုလားဟုတ်လားလို့မေးပါတော့တယ်